ထာဝရတက်တို့ဘလို့လူတွေပဲရလဲဒါပဲလေကျွယ်ဝချင်းကလည်းယုံကြည်လက်ခံတဲ့သူပဲရတယ်ဖခင်ရဲ့နည်းဥပဒေတာကဘယ်အရာမဆိုယုံကြည်လက်ခံတဲ့အရာကပဲရစီတာဖြစ်တယ်လောကသားတွေကလုံနိုင်ရင်လုံနိုင်တယ်လို့ရတယ်လေဖခင်သားသမီးတွေကယုံနိုင်တယ်လို့ရတာဖြစ်တယ်တန်ရှင်သောဗိမာန်တော်တို့မျက်နှာပြုလျက်ပြည့်ဖို့ကိုးကွယ်၍ဂယုဏတော်နှင့်တစ္ဆာတော်ကြောင့်နာမတော်ကိုချီးမွမ်းပါမည်အကြောင်းမူကားဂတိတော်ကိုတည်င်းတော်ရှိသမျှထက်ချီးမြှောက်တော်မူပြီတဲ့အာမင်ဖခင်ရဲ့ဂတိတော်ကိုလောကမှာကြားနေတဲ့ဟိုတည်င်းဒီတည်င်းတွေအားလုံးတဲ့အစိတ်ချရဆုံးကဖခင်ကဂတိတော်ဖြစ်တယ်တည်င်းတွေဆိုတာကနိုင်ငံတကာအခုအမျိုးမျိုးတည်င်းတွေကြောက်နေပါဆိုပူဖြဲချောက်တဲ့တည်င်းတွေစိန်ခေါ်မှုတွေပူကြောက်လေမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒီထဲမှာတို့ယေရှုကိုရတဲ့သူတွေထူးခြားတဲ့ဘာစကားပြောမယ်ဘာစကားလဲမကြောက်နဲ့ဟာလေလုယာယေရှုကိုခေါ်ပါအဲ့ဒီစကားကထူးခြားသောဘာသာစကားဖြစ်တယ်အာမင်မဿဲ 6:33 မှာပြောပြီးသားနိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုရှေ့ဦးစွာရှာနောက်မှထိုအရာကထပ်ပေးမှတင်ဖျားကိုပဲရှာခိုင်းတာစီးစိမ်ဆိုတာတင်အောင်လိုက်လာလိမ့်မယ်ဒါပေမဲ့ခရိယန်တော်တော်များများကဖျားတဲ့စီးစိမ်ကိုရှာနေတာဒါကြောင့်ဆင်းရဲနေတာယေရှုဆင်းရဲခံတာကလေသူစီးစိမ်ရှိဖို့လေအဲ့ဒါငါဘာလို့မရတာလဲငါဘာလို့မရတာလဲငါဘာလို့မရလဲဩဒီကြငါမမယုံတာဘူး come on ငါမယုံတာပဲမယုံရင်မရယုံရင်ရဖျားသခင်ကကယ်တင်ခြင်းကိုလူတိုင်းကိုအခမဲ့ပေးလားယုံတဲ့သူတိုင်းမှာဖြစ်လေအခမဲ့ပေးတယ်ဒါပေမဲ့ဖခင်ရဲ့ချီးမြှောက်ခြင်းကြတော့လူတိုင်းကိုဖခင်မချီးမြှောက်တော့ဘူး come on နှလုံးသားကောင်းစားတဲ့သူဖခင်ပြုတ်ခဲ့ပြီးတဲ့ရပိုင်ခွင့်ကိုတကယ်ယုံကြည်လက်ခံတဲ့သူကိုဖခင်ချီးမြှောက်တာဖြစ်တယ်ဟာလေလုယာအေဂုတ္တုပြည်ထွက်လာတဲ့ချိန်မာနမှုတ်ကြတဲ့အဖြစ်ပြက်လေးဖြစ်တယ်အေဂုတ္တုပြည်ထွက်လာတဲ့အေသေလလူမျိုးဘယ်လောက်ရှိလဲတန်းနေရှိမယ်ဟုတ်လားတန်းနေရှိမယ်အဲ့ဒီထဲမှာစင်းရဲသားပါလားတထေးပါလားလူကြီးလူငယ်ရက်ွက်မိရဖပါအောက်အမျိုးဘိုလ်ချုပ်တွေပါမယ်ကွာမဟုတ်ဘူးလားဒါပေမဲ့ဒီအော်မန်တောင်းတဲ့များရတော့သူမပို့နည်းနည်းရတော့သူလူတိုင်းကိုဖခင်ဘာလုပ်လဲဆိုဒန်းတူညီများပေးတယ်အမှအများနံစားကိုတုံးထားတယ်အများကိုပေးတယ်အဲ့ဒါဘာကိုပုံဆောင်လဲဆိုကယ်တင်ခြင်းကိုပုံဆောင်တယ်ကယ်တင်ခြင်းကတထေးပဲဖြစ်ဖြစ်စင်ရဲသားပဲဖြစ်ဖြစ်တောင်းစားပဲဖြစ်ဖြစ်ဘာလူဘိန်းစားပဲဖြစ်ဖြစ်ကျွန်တော်တို့လိုအရင်ကပေါ့မူရစေဝါသမားဖြစ်ဖြစ်ယေရှုကိုယုံကြည်လက်ခံရင်အားလုံးမဖြစ်လဲနည်းနည်းရတော့သူမပို့များရတော့သူမလို့ဖြစ်တယ်ဟာလေလုယာဒါပေမဲ့ဒါကယ်တင်ခြင်းကိုဘုရားကအခမဲ့လူတိုင်းကိုပေးပေမဲ့ဟေရှာယ40အောင်မိုက်နိုင်ရှိတော့ဒါနာလုံခြုံစွာဝတ်ထားသောဥစ္စာတို့ကိုသင်အားဓမ္မကတယောက်တည်းနံစားကိုပြန်သုံးတယ်ခုနအများကိုသုံးတယ်ဒါဘာကိုပုံဆောင်လဲဆိုတော့ကယ်တင်ခြင်းဆိုတာမာနမုတ်ကြတဲ့ခါမှာများရတော့သူမပို့နည်းနည်းရတော့သူမလို့လူတိုင်းကိုအခမဲ့ပေးပေမဲ့ဟေရှာယ45အပိုက်နဲ့3ကအကြောင်းကြတော့ဖခင်ရဲ့ချီးမြှောက်ခြင်းကိုပြောတာဝတ်ထားတဲ့ဘန္နာဆိုတာကဖခင်ပေးတဲ့ကြွယ်ဝခြင်းကျမ်းမာခြင်းအောင်မြင်ခြင်းအဲ့ဒါတွေကြတော့လူတိုင်းကိုမပေးတော့ဘူးနှလုံးသားကောင်းစားတဲ့သူတွေပဲဖခင်ပေးတာဖြစ်တယ်အဲ့ဒါသင်ဖြစ်ပါစေဟာလေလုယာ